စီစဉ်ရနိုင်ငံတော်ပရိယတိသာနာတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ပြိဋ္ဌာမဩဝါဒကထာနာယံကြီးညိုခြင်းအစီအစဉ်ဖြစ်ပါတယ်ဗျာတို့ဖြစ်ပါ၍နိုင်ငံတော်ပရိယတိသာနာတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကဩဝါဒကထာချီးမြှင့်ပြီးတော်မူပါယံယိုသည်စွာလျှောက်ထားအပ်ပါပြီဗျာမိမိခမဲ့ဒီရှားရှိတဲ့ကာလမှာပဲနေနေမိမိရဲ့ဒီနေရာကိုတာဝန်အတိအကျပေးအပ်ပြီးတော့ခန့်အပ်ပြီးတော့တိုက်တာရေးရှိကြည့်ပြီးတော့ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါဒါအမှန်တကယ်ကောင်းတယ်သာသနာ့ကြီးလို့ဒီကဲတော့အားလုံးဆောင်ရွက်ကြမယ်ဆိုလို့ကြာသွားတယ်ဒါပြတ်သွားတဲ့တိုက်မရှိဘူးအဲ့တော့ဒီချမှတ်ထားတဲ့လမ်းစဉ်နောက်ကပုဂ္ဂိုလ်တွေကလည်းတိတိကျကျလိုက်လာဖို့အဲ့ဒါအရေးကြီးပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ညတော်တရားရဲ့သာသနာဒီဘက်ပိုင်းလေးကိုလည်းလည်းဘုရားသခင်ပြောအောင်ကိုယ်လည်းပြီးတော့ပြောအောင်ညတော်တရားပရိနိဗ္ဗာန်စံပြီးတော့တလပွဲတော့အကြာပေါ့အရှင်အာနန္ဒာကပရိနိဗ္ဗာန်စံရဲ့အဲဒီကုသနာယုံကနေပြီးတော့ရာဇဂိုကိုကာယနာပြေဖို့ကြွဆွာလာလို့ရာဇဂိုရောက်တဲ့အခါမှာငယ်ငယ်ဆုံးကကြွရင်းနဲ့ဆုံးကခြင်းကစောနေလို့ဆုံးကကြီးစောနေတဲ့အတွက်ငါဘယ်ဝင်ရရင်ကောင်းမလဲလို့စဉ်းစားပြီးအာဇဂိုမြို့အထွတ်နားမှာလုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်တဲ့ဘောပကမောင်္ဂလာနာဆိုတဲ့လုပ်ငန်းဆိုင်တစ်ခုရှိတယ်။မြို့တိုင်းကိုတာဝန်ရတယ်။အဲဒီဆိုင်ထဲမှာသူ့ရဲ့ရည်ရည်ကိုသူကဝင်ပြီးတော့အာလာမတာလာလို့ပြောအဲဒီပြောနေတဲ့အချိန်မှာဒီမြို့တီရအောင်ခံရအောင်လုပ်တဲ့လုပ်ငန်းကိုစစ်ဆေးနေတဲ့ဝိသကာရပုံနာကရောက်ဒါတော့ဝိသကာရပုံနာကတော့တတိယလေးခေါ်ပေါ့နော်အမှန်တော့ဝန်ကြီးချုပ်ဇာတတကတာဝန်ကြီးခါတဲ့အစိုးရဖွဲ့ရင်ကောင်းဆောင်ပါဇာတတပြီးရဲ့အဲ့ဒီမဂရတိုင်းတော့ဘာလို့ပြောအာနာရှိဆုံးပုဂ္ဂိုလ်ဝိသကာရပုံနာကရှင်အာနန္ဒနဲ့လာတွေ့ပြီးတော့ရှင်အာနန္ဒကိုမေးအခုသူကဘောရပါတော့မဟုတ်ဘူးယာကြီးကောရမဘယ်နည်းပါစမ်းသွားပြီစမ်းသွားလို့ရှိရင်ဘယ်သူ့ကိုတာဝန်ပြောခဲ့တယ်လဲအရှင်းရှင်းလေးပါပဲနော်ရှင်အာနန္ဒကဘယ်သူမှတာဝန်မပြောခဲ့ဘူးအဲ့လိုဆိုလို့ရှိရင်ရှင်ပြားရဲ့တာဝန်ရောက်တော်ရင်ရဲ့ခြေရာကိုနည်းနိုင်တဲ့ပုဂ္ဂိုလ်ရှိတာလို့ပြောနေတယ်ရှင်အာနန္ဒလက်တော်ကြီးခြေရာနဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်ရာဇကတော့ခြေအတင်းနေတော့ညဇောဘုရားကဲတို့ဒီလိုပါအုပ်ချုပ်ပြီးတော့ဘုရားသမားဘုန်းကြီးပြောလာနိုင်တဲ့ပုဂ္ဂိုလ်ရှိသလားနော်စာလို့လည်းအဲ့ဒါရနေရှိမှသူတို့မှချုပ်နေတယ်နော်အဲ့လိုမရှိပါဘူးပေါ့မရှိလို့ရှိရင်ဘုရားတော်ကြီးဘာသာဖွဲ့စီဘယ်လိုဥဆောင်ပါလို့အဲ့လိုမျိုးအဲ့ဝန်ကြီးချုပ်ပဲပြောရပါတယ်တော့သိတာပေါ့ဥပဒေကြောင်းနားလည်တယ်လေအဲ့ဒီလိုပြီးတဲ့အခါမှာဆရာနာနာကပြန်ပြီးတော့ပြောတယ်မြတ်စွာဘုရားကသူမရှိတဲ့တော့ဟာသူဟောတဲ့တရားတွေကသူ့ရဲ့ကိုယ်စားဆိုပြီးတော့ထားခဲ့ပါတယ်။အဲ့တော့အဲ့ဒီတရားတွေကိုဆရာတင်ပြီးတော့ဒီတရားအတိုင်းလိုက်နာကျင့်သုံးပြီးတော့ဘုရားသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တို့သံဃာအဖွဲ့အစည်းရောဒီဘုရားဘာသာတရားအဖွဲ့အစည်းရောဟာမပြည့်စည်နိုင်ပါဘူး။ဒီတရားတစ်ပါးတိုင်းကအားလုံးလိုက်နာကျင့်သုံးပြီးသွားမယ်ဆိုလို့ရှိရင်ရေရှိတည်တတ်နိုင်ပါလေဆိုပြီးတော့ပြန်ဖြေလိုက်ဆရာကပြန်ဖြေဒီစကားလေးဟာလည်းပဲဒါလေးလိုတိတိအဲ့ဒီတုတ်တွေကနည်းနည်းစာကြည့်နေတယ်ညာနေဒါကျွန်တော်တို့ရှိပါတယ်နော်ဘောလောကမောကလာတန်တုတ်တို့အိမ်ဘက်မှာထောက်လိုက်လို့ထွက်လာအဲ့ဒီတရားရဲ့အဲ့ဒီတုတ်ကနေမှရှင်အနန္ဒာနဲ့ပြောတဲ့စကားလေးတွေကောင်းလာတဲ့တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီလိုစဉ်းစားရမှာကဘုရားကဘယ်လိုကိုမှမလွဲတော့မလွဲခဲ့ဘူးမလွဲတာကဘုရားယာဓုနေနဲ့လွဲလို့မရဘူးဘုရားကယာဓုလွဲလို့မရဘူးဘုရားဆိုတာသူ့ပါရမီပြည့်မှဘုရားဖြစ်တာသို့တော့လုပ်ငန်းတာဝန်တွေတော့
မြတ်စွာဘုရားထားခဲ့တဲ့သဘောရှိတယ်တပည့်တော်တို့ပြိဿကမှာမှတ်တမ်းတင်တာတော့မတွေ့ဘူးစာမှာတော့နော်ဘာလို့လဲဆိုတော့မြတ်စွာဘုရားပဲဒီနေ့ပါဆံပြီးတဲ့အခါမှာရှင်မာကတ္တဗတက်တယ်ရှင်မာကတ္တဗဟာမြတ်စွာဘုရားတက်တော်ရှင်ကြားကြီးတင်တာသူဒုတင်ဆောင်ပြီးတော့တိုးတဲ့နေတာဖြစ်တဲ့အတွက်ဇာတန်သဘောအရာဆိုမြုပ်နေဒီမြုပ်နေတဲ့အရှင်အဘပါကဘုရားပြည့်နေပါဆိုပြီးတော့ပေါ်လာထောက်အဲ့ဒီတစ်ချက်တာပြီးစဉ်းစားပေါ်လာပြီးတော့မှရှင်မာကတ္တဗနဲ့အတူမြတ်စွာဘုရားနဲ့ညီကိုတော်ဝဲတော်တဲ့ရှင်အာနန္ဒတို့အရှင်တို့လည်းရှိရှင်ဥပါစီရှိဒီလေးပါးကဥဆောင်တယ်ဥဆောင်နေတော့ဒီတရားတော်တွေဘုရားကသူ့ကိုယ်ကထားခဲ့တယ်ဆိုလို့ရှိရင်သူတို့ကလည်းလည်းပေါ်လာဘုရားကမရှိရင်ငါမရှိတဲ့တော့ဘောရဘုရားကြီးကမင်းတို့ဆရာဆိုလို့ပြောခဲ့လို့ရှိရင်ဒီတရားတော်တွေကိုထိန်းသိမ်းရတော့မှဆိုတော့သိတဲ့အတွက်ပထမသံဃာရဲ့ဒီတင်ရတယ်အဲ့တော့ဒီလိုစာပေမှာပြောတာကတော့သုဘဝတ္တဗရမကြီးကပြောလို့သုဘဝတ္တဗရမကြီးရဲ့စကားကိုထောက်ပြီးတော့မှပထမသံဃာရဲ့တင်တယ်လို့လည်းရေးထားတဲ့အတွက်ဒီလိုစာပေပြည့်တဲ့နေရာနဲ့အဲ့ဒီတိုင်းလိုက်ပြီးတော့နေရတယ်အမှန်ကတော့သုဘဝတ္တကြီးကမပြောလဲတဲ့သူတို့တင်မှာပြီးတော့သင်္သာသိတယ်။ဆောင်းရည်နဲ့တင်ဖို့တည်းရမှာတင်လို့မဖြစ်ဘူး။အားလုံးကစမကတ္တမပြောတဲ့စကားလေးကိုထောက်လိုက်။ခုတွေအာရမောတိပတိကိုပြောနေတာ။နောက်တစ်ချိန်မှာအာရမတွေတိုးတက်လာပြီပဲ။အဲ့ဒီကြလို့ကျွန်တော်တို့ခက်တွေ့လိမ့်မယ်။အာရမတွေတိုးတက်မလာတယ်။တို့ကဓမ္မကိုခံအောင်မအောင်လို့လုပ်ထားတဲ့လေဆိုတဲ့စကားလေးကိုထောက်လိုက်လို့ရှိရင်သူမှကမပြောသည်ဖြစ်စေပြောသည်ဖြစ်စေဒီမှာတော့အဖွဲ့၄ပါးတော့ဒီမှာဒီတရားရည်နာတင်တဲ့လုပ်ငန်းကိုလုပ်နေတယ်ပြီးတော့ပြီအဲ့ဒါလေးကိုပြီးတော့စဉ်းစားနေတဲ့တော့ဘုရားရှင်တရားတော်ကိုလည်းပြောတာပဲနော်ရှင်များတော့ဥဒ္ဒနေကတော့ကိုယ်တာဝန်ပြီးခန့်ပြီးပေါ့နော်ခန့်လိုက်လို့ရှိရဲ့ဒီခန့်ခံရတဲ့ပုဂ္ဂိုလ်များကသူညီမထားတဲ့ဒီမှာလည်းဒီဝကျက်တွေပါပြီးတော့ဒီတက်ခိုင်နေဖို့နဲ့ပုံကျွတ်တော့တဲ့ဖို့အဲ့ဒီလုပ်ငန်းတွေကိုရှင်ပြလို့ပြောတာအဲ့ဒီလုပ်ငန်းကိုလုပ်ရမှာဖြစ်တဲ့အတွက်ပထမဆုံးအရေးကြီးဆုံးကရှင်ပြတို့ကိုခန့်အပ်ထားတဲ့ပုဂ္ဂိုလ်များအရေးကြီးဆုံးလေတာဝန်ပေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီတာဝန်ကိုကြည်ကြည်ပြုံးပြုံးထားဆောင်ရတော့ကိုကဥဆောင်တဲ့ပုဂ္ဂိုလ်ကကြီးကဥဆောင်မှနောက်ကပုဂ္ဂိုလ်ကနောက်ကလိုက်ကြီးကဥဆောင်တဲ့ပုဂ္ဂိုလ်ကရိုးရဲလုပ်လို့ရှိရင်ဒါရှင်များတို့ရိုးရဲဖြစ်ပြီးတော့ဇာတိချာလည်းနဲ့ပြည့်သွားနိုင်တယ်။အဲ့ဒါလေးကိုဒီထားတဲ့ပါ။ဒီလိုမျိုးလို့အဲ့ခေါ်လာတာတာယာနာပြီးတော့လည်းကျမ်းတော့အဲ့ဒီမှာသူတို့တာယာနာပြီးတဲ့အခါမှာအုပ်စု၅စုဆွဲပြီးတော့ခေါင်းဆောင်၅ဦးခန့်ပြီးတော့အဲ့ဒီခေါင်းဆောင်၅ဦးကနေပြီးတော့ဒီကဲ900ကိုတစ်ခုကိုတာဝန်ယူပြီးတော့ထိန်းသိမ်းဖို့ဆိုပြီးတော့တာဝန်ပြီးထမ်းဆောင်လိုက်တာအဲ့ဒါထမ်းဆောင်လိုက်တဲ့အတွက်ဒီပေါင်းတရားရှိအောင်ခံတယ်။ပေါင်းတရားမျိုးမှာဒုတိယတာဝန်ကဂိုင်းပွဲပြီးတော့ပြင်ရတယ်။အဲ့ဒါလေးကိုလည်းပဲဒါဘူးလို့သတိထားခဲ့တယ်။အဲ့တော့ခေါင်းဆောင်ကိုခံပြီးလို့ရှိရင်ခေါင်းဆောင်ကအဲ့ဒီတိုင်းတာဝန်ယူပြီးတော့သူတို့ဆောင်ရခဲ့တယ်။အဲ့တော့ပထမတာဝန်ရနာကမတိရပြီးတော့ကျွန်တော်တော်တော်ကိုသူတာဝန်ကြီးထမ်းဆောင်လိုက်တယ်။တရားတော်လည်းမပြောင်းမပြအောင်သူထိန်းသိမ်းခဲ့တယ်။ဘာလို့လဲအဲ့ဒီကိစ္စဘာမှမဟိုလိုတော့လို့ဒီကဘာမှဒီစီကောက်မှုမရှိဘူးဗျာလုံနေပဲသူတို့ထိန်းခဲ့တာအဲ့တော့အားလုံးဒီခဲတဲ့ကြီးကိုတော့မှနှစ်ပေါင်းတရားတော့သူတို့ထိန်းနေနေတာရှိရင်တော့ဒီပထမတာယာနာမထေရတော်တော်ကြိုးစားနေတွေ့ရပါတယ်အဲ့ဒါလေးကိုနမူနာယူနေလို့ရှင်ပြလို့ပြောတာအခုတာဝန်ပေးတဲ့ပုဂ္ဂိုလ်များကလည်းကျွန်တော်တာဝန်ပေးတဲ့အတိုင်းပဲဟုတ်လားနှစ်ပေါင်းတရားတော့ရှင်ပြလို့လည်းလောက်ရတာနော်ဒီပေါင်းတရားတော့ရှင်ပြတာဝန်နဲ့ရှင်ပြတော့မှနောက်တစ်ဆက်တက်တယ်ပေါ့နောက်တစ်ဆက်တက်လာအဲ့ဒီတက်လာပြီအဲ့လိုအစရက်တက်လာလိုက်တဲ့အခါကျတော့မှကွဲလာဒုတိယဗမာယနာမှာဘောင်းတော်ရဲ့ပုဂ္ဂိုလ်မှာရှင်အာနန္ဒရဲ့တပည့်ကိုရောက်လာတယ်ဒါကတစ်ဆက်ပဲတပည့်ပဲတစ်ဆက်ပဲအခုလည်းကအရှင်ပြတို့ကိုယ်တိုင်လည်းပုဂ္ဂိုလ်ရဲ့ဒီမှာတော့အတဲကိုဒီတရားဒီတရားဘုန်းကြီးတွေကွဲတာတစ်ဆက်ပဲနောက်လာရှင်ပြတို့ရဲ့တပည့်တွေရှင်ပြတို့နေရာကိုရှင်ပြတို့ထားခဲ့ရတယ်အဲ့ဒီလိုထားခဲ့မှလာလေကျောင်းကြီးကဒီစီစီကြပြီးတော့ဘုံတို့တဲ့အဲ့ဒါလေးကိုလည်းရှင်ပြတို့သိပြီးပြင်ပါပဲအဲ့ဒီတော့ဆရာကတတိတော်လည်းပဲဆရာလုပ်နေတာပါပဲဆရာရဲ့စိတ်ထားကတော့တပည့်ကငါလည်းတာရီရမယ်လို့ထားတာ
အဲ့ဒါဆရာလည်းထားတာဒီလိုဘုန်းကြီးမှမဟုတ်လူဆရာရောဆရာမလူရကတပည့်တွေကိုတခါတည်းသင်တဲ့အခါမှာငါတပည့်တို့ပါသေးရမယ်ဆိုစိတ်ကသင်ပေးရကိုယ့်ရဲ့ပါအောင်လုပ်ပေးရအဲ့ဒါမှကျောင်းလိုက်ကတွန်းတယ်နောက်ကလူအရှိလူမပြီးဘူးဆိုကြပါပါအဲ့တော့ရှင်တရားတော်ကအဲ့ဒီတပည့်လေးတွေကိုမွေးပါပြောမွေးပြီးလို့ရှိရင်သရပိတဖြစ်အောင်နေထိုင်တဲ့ကောင်းအောင်သာတရုံနဲ့တော့လုပ်ပြရအောင်လေကြာပနာချေတော့ဘုရားပါတော့သာတရုံတော့မရဘူးစီလေးကလေးနဲ့ဒေသခံအောင်ဝိနည်းယူပြီးပြီးနဲ့အဲ့ဒါမှသာနာတော့အသုံးရမှာတခါလဲအဲ့ဒါကိုပြုစုပြောတော်ပြီးတော့လာခဲ့ရပါပါအဲ့ဒီစိတ်ဓာတ်လေးနဲ့ကိုယ့်ရဲ့ဘက်တွေကိုတာအောင်စဉ်းစားလို့ဝိလူပါဟိုဒီဘက်ပြောထားတာကြီးကတော့သိမကောင်းပါဘူးအဲ့ဒါကြောင့်မို့ဒီတန်ကြီးတကယ်ရေရှည်တည်တတ်ဖို့ဆိုရင်အခုတောင်းပြီးခန့်ပြီးခန့်တဲ့သူကခန့်လိုက်ပြီခန့်ထားတဲ့ပုဂ္ဂိုလ်ကလည်းလက်ခံလိုက်ပြီလက်ခံပြီးရင်တော့အဲ့ဒီကိုဒီလိုပြောခဲ့တဲ့အတိုင်းရှင်ပြောလို့ရေရှည်စဉ်းစားပြီးတော့မြတ်စွာဘုရားမရှိတဲ့နောက်မှာဟုတ်လားရှင်မဂသမတို့ရှင်အာနန္ဒတို့ရှင်လူတို့လာကိုဥဆောင်ပြီးတော့တရားရဲ့တရားတော်တွေကိုထိသိဆောင်းရှောင်းပြီးတော့လာခဲ့ကြတဲ့အတွက်ဒီကနေ့ထိခရီးတော်တို့တက်တက်ထိအောင်တီးနေတာဆရာဆင်ဆက်တပည့်ဆင်ဆက်လက်ဆင့်ကမ်းနေရတာအဲ့ဒါလေးကိုနမူနာယူပြီးတော့ရှင်များတို့ကလည်းပဲဆရာဆင်ဆက်တပည့်ဆင်ဆက်လက်ဆင့်ကမ်းရမှာအဲ့ဒီကမ်းတဲ့နေရာမှာလည်းပဲကိုယ်ကမ်းတဲ့တပည့်ကကိုယ်နဲ့ကိုယ့်ရဲ့တော်ရင်လည်းတော်မတော်တော့မှကိုယ်တော်ကိုရှိအောင်လုပ်ခဲ့ရမှာအဲ့ဒီကျမှကမ်းမရမှာကိုယ်ရဲ့ဉာဏ်နဲ့တပည့်တော်ကမ်းရင်တော့ရှင်များတို့တိုက်ကြည့်ကြတာပါအဲ့ဒါသိကြပါဦးအဲ့ဒါကိုလည်းသတိထားတယ်အဲ့ဒါကြောင့်မို့လို့လက်ဆင့်ကားမယ်ဆိုလို့ရှိရင်တော့လက်ဆင့်မကားခင်တဲ့ကကိုယ့်တပည့်ကိုဒီတိုင်းလေးလဲတော့စာလေးလဲတော့ရှင်ပြတော်ကပြုစုပြုတော်ပေးရပါပဲအဲ့ဒီလိုပြုစုပြုတော်ပေးလို့ငါတပည့်တွေကဒီပုဂ္ဂိုလ်လေးတော့စာလေးလဲတော့တယ်ဒီတိုင်းလေးလဲတော့တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်လေးကိုလက်ဆင့်ကားရင်ရှိတာပဲအဲ့ဒီတော်နဲ့တော်တော့ရေးရမှာရေးလို့ရှိရင်ဟုတ်လားစာလဲတော်ရမယ်ဒီတိုင်းလဲတော်ရမယ်အဲ့ဒီတော်နဲ့တော်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုရေးပြီးတော့ရှင်ပြတော်လက်ဆင့်ကားနေရင်အဘတော်သံဃာယနာကနေလက်ဆင့်ကမ်းခဲ့တာဒီကနေ့ထိတပည့်တော်တို့ဒီကဝါကဟုတ်လားဘုရားဘာကြီးတည်တတ်နေတာဆရာရှင်ဆက်တပည့်အရှင်ဆက်လက်ဆင့်ကမ်းကိုကောင်းတယ်လို့ပဲလက်ဆင့်ကမ်းကိုဉာဏ်လို့ရှိရင်ပြည့်ပြည့်ပါမှသိကြတယ်အဲ့ဒါလေးကိုတီးပြီးတော့ဟုတ်လားဒါနနာယဆရာတော်ကတော့ရှင်ပြားကိုကျွေးလိုက်ပြီးရှင်ပြားတို့ကလည်းလက်ခံပြီးဆိုရင်တော့ဘုရားဒီလိုပြောခဲ့တဲ့အတိုင်းပဲတိုက်တာကြီးတည်တတ်ဖို့ပုံစံမျိုးနဲ့ဖို့ဆိုရင်ပထမမိမိကတိုက်တာအကျိုးကိုကြည့်ပြီးတော့ကောင်းအောင်အနေထိုင်လည်းကောင်းအောင်လုပ်ပါစာပေလည်းတော့အောင်ကြိုးစားပါကြိုးစားပြီးလို့ရှိရင်မိမိတစ်ဖက်ကိုလည်းပဲမိမိတို့အနေထိုင်ကောင်းအောင်စာတော်အောင်အရှင်များတို့ကလေ့ကျင့်ပေးကြပါသင်ကြားပေးကြပါအဲ့ဒီလိုလေ့ကျင့်ပေးလို့သင်ကြားပေးလို့တော်မတော်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တစ်ဖက်ပေါ်လာပြီဆိုရင်အခုဆရာတော်ကရှင်များတို့လက်ဆင့်ကမ်းတယ်လို့ပဲရှင်များတို့ကလည်းနောက်ကတက်လာတဲ့ကိုယ်တွေပဲစိတ်တော်နဲ့တော်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလက်ဆင့်ကမ်းခဲ့ပါအဲ့ဒါဆိုလို့ရှိရင်ဒီတိုက်ကြီးကဘုရားတော်မှတဲ့အတိုင်းစီတီကမ်းပြီးတော့ဖွံ့ဖြိုးတိုးတက်မှာသိကြပါလေအဲ့ဒီအတိုင်းဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းရတဲ့တပည့်တော်ဟောပါဒီဟုတ်ချုပ်ပါပြီလား